Okay, hello, အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Would you rather Austin Tower ဆိုရဲဒီ game လေးကိုဆော့ပြမှာဖြစ်ပါရှင်ဟော်လီနာတူတူလိုက်ကြည့်ပေးကြပါဦးရှင် Okay ဝင်တော့မယ်ပေါ့နော်လိုက်ရတဲ့ကြာရပေါ့နော် Okay ဝင်သွားပြီဒါဘာ game လေးလဲတော့မသိဘူးပေါ့နော်ခိုက်တယ်ဟိုဒါအသားလားokay group join လိုက်မယ်ရောအဲ့ဆိုဘာဖြစ်ရမှာမသိပါဘူး Okay holiday အသားလေးကိုကြိုက်လို့ဒီအသားလေးပဲလုပ်လိုက်တယ်ပေါ့နော်ပြီးရနဲ့ဒီမှာဒီလိုခုံနေဟုတ်ပါတယ်ဘီယာလေးကိုရွေးလိုက်ကောင် holiday ဘီယာလေးကိုရွေးလိုက်ကောင်လေဒီရှိတဲ့ဟာလေးကိုရွေးလိုက်ကောင်းမလားဒါလေးရွေးလိုက်ကောင်းမလားဟိုလီရွေးရတာခန့်နေပေါ့နော်ဘက်ကနေတွားလို့မရဘူးလားဒါပဲရွေးလိုက်တော့မယ် Okay ချစ်စရာလေးဖြစ်သွားပါပြီရှင်ဟိုလီကို friend လာအပ်တဲ့သူတွေအကုန်လုံးဟိုလီကမနမကြည့်ပဲနဲ့အကုန်လုံးလက်ခံပါတယ်ပြီးတော့လေပြီးတော့လဲဟွာမှာလဲဟုတ်ပါတယ်ခုနကအော်လီရဲ့အဖွားက grandmother ကြီးကခေါ်လိုက်လို့ပေါ့နော်ဟော်လီတွားရတာပါကဲဒီရလေးဝတ်လိုက်မယ်အိုးပူစီလေးချစ်စရာလေးအင်ကြီးကြိုက်ပါတယ်ဘလို့အင်ကြီးပဲဖြစ်နေပါစေဟော်လီကကြိုက်ပါရဲ့ရှင်ဝင်းခေရောက်သွားပြီHollyဒီ brown hair မှာ brown hair လေးကြိုက်တယ်ပေါ့နော်ကြောင့် brown hair လေးလုပ်လိုက်တယ်ဒါ makeup ပေါ့နော်makeup လေးကို Holly ခုံနေပါရှင့်ဒါအခုကဘာလို့ဒါဝါရောင်ပြားလေး Okay Okay Holly ဘောင်းမီယာဒီထဲမှာဆိုဒီအနက်လေးအဲ့လိုပုံစံအကောင့်လေးအဲ့လိုပုံစံလေးကြိုက်တယ်ပေါ့နော်အဲ့ဒီစပင်ကအပြင်ဘက်က Holly စပင်နဲ့တကယ်တူပါတယ်တကယ်ပြောရပါအယောင်ပဲကွာတော့ပါပေါ့နော် Holly ကဒီလိုစပင်ပုံစံလေးပါshit mate လေးရောတူရပေါ့နော် Holly ကshit mate ပဲချတာပေါ့နော်ဒါပဲလုပ်လိုက်ရမယ်အိုးရောင်လေးကအရင်ချစ်စရာကောင်းတယ်လာရယ်ဒါတွင်းမြော်ပဲနဲ့ခုံပြမယ်ဟင်းဟုတ်တယ်ဆိုလိုက် Okay ဒါပြောက်တယ်လေက Okay စကုတ်ငါမှစကုတ်ပါပြီးသားဆိုတော့ဒီဟာလေးပဲလုပ်တယ်မင်း unicorn တော့မလုပ်ချင်ဘူးပေါ့နော်မကြိုက်လို့ပေါ့နော်လို့ကလေးကလာဟိုင်းစားပါဟိုလီယာလည်းတကယ်ငယ်သေးပါရဲ့ကလေးကလာဆိုတာကဒီကနေ့ရှောက်ပြီးရပါတော့ဟိုဒါကောမန်နဲ့ဒီမှာ play နေရရွယ်နေဖြစ်မှာဆိုမြတ်တောင်နဲ့လက်တန်းနဲ့ဆိုရင်ဟောလီလက်သေးပဲယူမှာပေါ့မြတ်တောင်ကဘာကိစ္စတက်ရမှာတော့လက်သေးပဲဟောလီကြိုက်တယ်ပေါ့နော်အခုတော်တော်များများတက်တော့ပုံမှာတင်တဲ့ဟာတွေက line နည်းနည်းလေးပဲရပါတယ်အဲကြောင့်မလို့အားပေးကြအောင်ပေါ့နော်ဟောလီကိုအပေးကြပြီးတော့အဲ့လိုကိုဟော်လီကိုအဲ့လိုအတလေးလုပ်ပေးရတယ်ဗာညာရဲ့အဲ့လိုလေးဟော်လီဖြစ်ချင်တာပေါ့နော်အဲ့လိုတက်အတိုင်းပဲအဲ့လိုလို့ကိုခိုင်တိုလို့တွေ့လို့ဟော်လီကအဲ့လို streamer ဖြစ်ချင်တာပေါ့နော် YouTuber တယောက်ဖြစ်ချင်တာပေါ့နော်ဟော်လီ subscribe ဟော်လီအဲ့လိုတို့လို့အတတွေလုပ်ပေးတဲ့ပေးခြင်းပေးဟော်လီကသူတို့လိုဖြစ်ဖို့ပဲအာရုံလိုက်ပေါ့နော်ပြီးတော့ Holly channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင် Okay ခုနကတော့ Holly စကားပြောရင်းနဲ့အောက်ကျသွားရပေါ့နော်အဲကြောင့်မလို့မဲတန်းနေရပဲကြည့်ကြပါအောင်နှခမ်းရလဲစူပို့ပြီးမြတ်တောင်နေနဲ့
Okay ဟော်လီရဲ့အိမ်မက်ကတော့ YouTuber streamer တယောက်ဖြစ်ဖို့ပါပဲအိုင်နာလေးဆိုရင်အများအားအောက်ပြုတ်ကြရပေါ့နော်အဲ့ဒါဘာကြောင့်လဲတော့မသိဘူးโอเคဒီနားလေးခုံမယ်ခုနကတော့မိတ်ကပ်နေရာရောက်ပြီပေါ့နော်ဟော်လီတီချာလေးအာရုံစိုက်ပြီးခုံမယ်ပေါ့နော်โอเคအော်လီတစ်တော့မှလည်းပြန်တင်မယ်ပေါ့နော်တစ်တော့မှဆိုရင်ဘယ်လိုလုပ်ရပါအင်ကြီးကပါအောင်အင်ကြီးလဲလိုက်မယ်โอเคဟိုးအင်ကြီးကမိုက်စားဖြစ်သွားပြီလမ်းသွားပြီတကယ်ကိုဝေါမိုက်တယ်โอเค YouTube မှာကြားတော့ဘယ်လိုရိုက်ရှာမလဲဆိုရင်ဟော်လီတစ်တော့ပြောပြထားပါTikTok အကောင့် YouTube အကောင့်ထဲမှာဆိုရင်ဟော်လီရဲ့ TikTok အကောင့်ပြောပြထားပါမယ် TikTok အကောင့်ထဲမှာဆိုဟော်လီရဲ့ YouTube အကောင့်ကိုပြောထားပါမယ်တွားပြီးတော့ subscribe လုပ်ပေးကြပါဦးရှင်ဟော်လီအဲ့လိုစုပြီးတော့ streamer တယောက်ဖြစ်အောင်လို့အဲ့လို mic တွေလည်းဝယ်ပြီးတော့အဲ့လိုစုပြီးတော့ streamer တယောက်ဖြစ်အောင်လုပ်ပါမယ်ကဲအားပေးကြပါအောင်ရှင်တကယ်လုံးပါပါရှင်လုံးမယ်ဆိုပြီးမှမပေါ်လာဘဲနဲ့ပဲချိန်စီဖိုးကြီးဖြစ်စောင့်မပေါ်လာဘဲနဲ့မလုံးတော့ဆိုရင်တော့ပြောပါရှင်ဒီနာကြည့်ပဲကြာနေရတကယ်စကားပြောပြီးခုံရင်အာရုံမရဘူးပေါ့နော်အဲကြောင့်မလို့ဟောလေစကားပြောပတ်နဲ့ခုံမာတော့မယ်ရှင်โอเคဟော်လီအရန်ကိုချစ်စရာကောင်းနေပေါ့နော်ဝီဟဲကြည့်ပါအောင်ဟော်လီရဲ့မျက်နှာကြီးကိုလေကြည့်ပါအောင်ပြီးအဲ့ဒါစုဘာလို့ပြောနေဝီခုနကတော့နေရော်လီကိုကြော်ပြက်ခဲ့ရင်မလားစပင်းမဲရွေးလိုက်ကောင်းမလားဘာမှရွေးလိုက်မယ်ဝါမိုက်တယ်တော့လိုက်အောင်ပေးရနော်စပင်းရဲ့အင်ကြီးရဲ့ဘောင်းမီရဲ့လိုက်အောင်ပေးရပါတော့တွေ့ရန်ရောနေတင်းမြော်လောက်ရတော့မယ်โอเคဒီအလုံးကြီးပေါ်ကြဒီမှာပေါ့နော်ဒီမှာ16ဒီရှိရပေါ့နော်16ချီလာမတူရှိရအခုဟော်လီက12ရောက်နေပါပြီရှင် Oh my god ဟော်လီပေါင်5ပဲရှိရဝေးဟယ်လိုဝေးโอเคဟော်လီပြန်လာပြီပေါ့နော်ဖော်အားတွေ့ပြီပါပြီကဲမျက်နှာလောက်ခိုင်းပါ downloading helder user whatever ဘာမှဖြစ်သွားတယ်လို့ပဲပုံမှန်ပါပဲနော် Okay ကောင်းတာပေါ့ဒီလိုပုံစံလေးပဲကြိုက်တယ်ဆိုတော့သူတို့မပြောင်းပေးရလဲကောင်းတာပေါ့ Okay ဟော်လီခုံနေရပေါ့နော်တကယ်လို့အတက်မကြသေးဘူးဆိုရင်လည်းအတက်မကြလို့ဖြစ်ဆိုရင်လည်းခွင့်လို့ပြပါဟော်လီမိုက်မွေရသေးလို့ပေါ့နော်ကဲအခုဟော်လီနိုင်သွားပါပြီတာဝါထုဆက်သွားတောင်းကောင်းမလားလို့ဆိုပြီးစဉ်းစားနေပါတယ်ဒါပေမဲ့ဟော်လီလိုက်ပြီးလက်ကမြင်လိုက်ပါအောင်မန်ဒီသားနဲ့ဆိုဟော်လီနဲ့တိတ်မလိုက်ဘူးဒါလေးကနည်းနည်းလိုက်တယ်ဒါရောပဲအပြင်ကသားနဲ့တူသွားတယ်ဟာဒါကတော့လိုနာပေါ့ဟာအမေမဒါချောကလက်ရအောင်ဒါကလာရဲ့ရအောင်စတာပါအမေအောင်ဆိုမလိုက်ဘူးဒီဖြူအောင်လေးပဲလိုက်တယ်ပေါ့နော်ကဲအားလုံးပဲဟာဒီ channel လေးကိုကြည့်ရှုပေးကြရတဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်မှပြန်တွေ့ပေးမှာပဲရှင်ကဲအားလုံးပဲဘိုင်ဘိုင်ပါရှင်